အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feature channel လေးကနေပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ literature feature channel လေးကနေပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့ဆရာဖေမြင့်ရေးသားထားတဲ့နှလုံးသားအာဟာရယတစာများအတွဲနှစ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့ပညာပေးဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးလေးရဲ့နာမည်ကတော့ ice cream လေးလို့အမည်ရပါတယ်ဒီဆောင်းပါးလေးထဲမှာဆိုရင်တော့လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာရှိတဲ့ချစ်ချင်းမြတ်တာကိုဖော်ကျူးထားတဲ့အကြောင်းလေးတွေကိုနားဆင်ခန်းစားရမှာဖြစ်ပါတယ်။ဆောင်းပါးလေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ကြပါဦးနော်။ကျွန်တော်နဲ့အတူတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ခန်းစားကြည့်ဖို့အတွက်ပရိသတ်များကိုဖိတ်ခေါ်ပါရခင်ဗျာ။ ice cream လေးဖော်ပွားမှာဘာတွေဖြစ်နေသလဲအဲလီနာမသိပါ။ဖော်ပွားကဟိုဟာရီမိဒီဟာရီမိနဲ့အားလုံးမိနေတယ်။တကြားဆိုရင်လည်းဘယ်နာထားလိုက်သူမမိပတ်စံပေးရမှာတွေကိုလည်းသူသတိမရ။ဈေးလိုက်ပို့ဖို့ဝင်ခေါ်တဲ့အချိန်မှာလည်းအရင်ကလိုအစင်သင့်မရှိ။ဖော်ပွားဘာဖြစ်တာလဲရင်အဲလီနာကမေးတယ်။အရင်တော့ဆိုနေတာထိုင်တာအရင်တက်တက်ရရစနစ်တကျပဲ။အခုသူ့ကြည့်ရတာညုံညုံငငယ်ပမိုင်းတွေနဲ့ဘာတကူမှမသိဘာမှလည်းမမှတ်မိဘူးဖြစ်နေရဲ့။အိုသွားတာပေါ့သမီးရဲ့အမေကဖြေပါတယ်။အခုချိန်မျိုးမှာသူ့အပေါ်မမေတို့ကမြတ်တာတွေကျင်နာမှုတွေအများကြီးပေးဖို့လိုတယ်။အိုသွားတဲ့အခါလူတိုင်းအဲ့လိုပဲအရာရာကိုမိကုံတက်တာလားယင်သမီးအိုငင်ရောအဲ့လိုမိမလားလူတိုင်းတော့လည်းဒီလိုမမေ့တတ်ကြပါဘူး။သမီးရဲ့ဖွားဖွားကတော့အယ်ဇိုင်းမာဆိုတဲ့ယောဂါကြောင့်အုံနောက်အာရုံကြောတွေထိခိုက်ကုန်လို့ဒီလောက်များများကြီးမိတာလို့မမီတို့ထင်တာပဲသမီးရဲ့ဖွားဖွားကိုအခုတက်ကြီးရွယ်ကိုဆေးရုံပို့ထားရမှာအဲ့ဒီမှာမှသူ့ကိုစနစ်တကျစောင့်ရှောက်ပြုစုနိုင်မှာမမီဒုက္ခပါပဲဖွားဖွားတနာပါတယ်ဖွားဖွားသူ့အိမ်လေးကိုတိတ်အောင်မိမှာဟုတ်တယ်နော်ဟုတ်ချင်လေဟုတ်မှာပေါ့သမီးရဲ့ဒါပေမဲ့တခြားဘာနည်းလမ်းမှမရှိပဲဟိုဘာကကောင်းကောင်းလေးပြုစုခံရမှာရွယ်တူတန်းတူမိတ်ဆွေအစ်တီလည်းရမှာအလီနာရဲ့မျက်နှာလေးငေးသွားတယ်ဒီအစီအစဉ်ကိုသူကမှနှစ်သက်သမီးတို့ရောမချမ်းမချာသွားတွေ့လို့ရမလားယင်သမီးကဖောဖောနဲ့စကားပြောချင်တာသူ့ဘတာသူဘာတွေပဲတတိယရမရရပေါ့စနေတနင်္ဂနွေနေ့တိုင်းမမေတို့သွားလို့ရပါတယ်သွားတဲ့အခါသူ့အတွက်တခုခုယူသွားတာပေါ့ ice cream ယူသွားလို့ရတာပေါ့နော်ဖွားဖွား strawberry ice cream သိကြိုက်တာအလီနာကပြုံးပြီးပြောပါတယ်ဟုတ်တာပေါ့ strawberry ice cream ကောင်းနေပထမအချိန်အဖွားကိုလူအိုဆေးရုံမှာသွားတွေ့တော့အလီနာငိုချင်မိပါတယ်မမေဒီမှာရှိတဲ့လူကြီးတွေကအားလုံးတို့ဘိန်းတက်ကလတ်ထိုင်နေနေကြပါလားသူကမေးပါတယ်ဟုတ်တယ်သမီးရဲ့မတော်တဆလဲမှာပြိုမှာဆိုးရတာကိုမေမေကရှင်းပြပါတယ်အဲ့ဒီနောက်ကဲသမီးဖွားဖွားကိုတွေ့ရင်ပြုံးပြုံးရွှေရွှေနေနော်ပြီးတော့ဖွားဖွားတိတ်ကြည့်လို့ကောင်းလာပဲလို့ပြောအဖွားကနေသားဆောင်လို့ခေါ်တဲ့အခန်းရဲ့တောင်းတနေရာမှာတယောက်တည်းညီညီလေးထိုင်ပြီးအပြင်ဘက်ကတစ်ပင်နေစီကိုငေးကြည့်နေပါတယ်အလီနာကအဖွားကိုပြေးဖက်လိုက်ပြီးတော့ဟောဒီမှာဖွားဖွားအတွက်လက်ဆောင်ပါရဲ့ဖွားဖွားအကြိုက်ဆုံး strawberry ice cream လေးလို့ဝမ်းသာအားရပြောလိုက်ပါတယ်အဖွားကစကားတခေါမှမဆိုပါဘူး ice cream ခွက်ကိုယူပြီးတော့သာစုံကလေးနဲ့ကော်ပြီးစားနေပါတယ်ဟုတ်တယ်ဖွားဖွားကြိုက်တယ်သမီးရဲ့လို့မေမေကပြောပါတယ်မမေရဲ့သမီးတို့ကိုရောမမှတ်မိသလိုကြီးပဲအလီနာစိတ်အားငယ်သွားတယ်နည်းနည်းတော့အချိန်ပေးရမှာပေါ့သမီးရဲ့သူကဘဝင်းကျင်တက်မှာအသားမချသေးဘူးမဟုတ်လားတဖြည်းဖြည်းမှဘယ်သူဘဝလို့ကွဲလို့ရလာမှာဒါပေမဲ့နောက်တစ်ချိန်သူတို့ရောက်တော့လေအဖွားကအဲ့ဒီအတိုင်းပဲ ice cream ကိုစားတယ်သူတို့ကိုလည်းပြုံးပြတယ်ဒါပေမဲ့စကားတော့ပြန်မပြောပါဘူးဖွားသမီးဘယ်သူလဲသိလားယင်အလီနာကမေးတယ် ice cream ယူလာတဲ့သမီးလေးပေါ့အဖွားကဖြေတယ်ဟုတ်တယ်လေဒါပေမဲ့တပီးနာမည်အလီနာလေးဖွားရဲ့မြေးလေးမမှတ်မိဘူးလားအလီနာကသူ့အဖွားကိုဖတ်ပြီးပြောပါတယ်အဖွားကရေးရေးကလေးပြုံးတယ်
ပြီးတော့ပြောတယ်မမှတ်မိဘူးလားမှတ်မိပါတယ်သမီးဟာ ice cream ယူလာပေးတဲ့ main ကလေးပေါ့အဲ့ဒီခိုင်မှာပဲအလီနာရှိမိလိုက်တယ်အဖွားသူ့ကိုနောင်လဲမှတ်မိလာမှမဟုတ်တော့ဘူးအဖွားကအမတ်တင်ညာရီမိမိပျောက်ကွယ်သွားပြီဖြစ်တဲ့အထီးကျန်ကဘာလေးထဲမှာတတိတခြားရောက်ရှိနေခဲ့ပြီလေဖွားကိုသမီးချစ်လိုက်တာရှင်နဲ့လိုက်လဲနဲ့အဖွားကိုသူပြောချင်မိတယ်ချစ်တယ်ဟုတ်လားချစ်တယ်ဆိုတော့အဖွားမှတ်မိတယ်အဲ့ဒီစကားပြောလိုက်တဲ့အခိုက်အဖွားရဲ့ပါးပြင်မှာမျက်ရည်တစစီးကျလာတာကိုအလီနာမြင်တွေ့လိုက်ရပါတယ်တွေ့လားကမီးဖွားမှာလုံနေတာမြစ်တာပဲလို့အမေကပြောပါတယ်ဟုတ်တယ်မေမေသမီးဖွားစီကိုအပတ်တိုင်း ice cream ယူလာမယ်ပြီးတော့သမီးကိုမှတ်မိအခုလိုပဲဖတ်ပြီးစကားပြောမယ်အလီနာအားရပါရပြောပါတယ်မှန်ပါတယ်နမေကိုမှတ်မိတာထက်ကိုချစ်ခင်ကျင်နာတဲ့သူယူရပိုက်ထွေးတဲ့သူဆိုပြီးတိမှတ်နေတာကပိုပြီးတန်ဖိုးရှိတယ်မဟုတ်ပါလားအခုကျွန်တော်ဖတ်ပြတင်ဆက်ပေးရတဲ့ဆောင်းပါးကောင်းလေးကတော့ဆရာဖေမြင့်ရေးသားထားတဲ့နှလုံးသားအာဟာရယတစာများအတွဲနဲ့မှာ ice cream မလေးလို့အမည်ရတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဒါချစ်ချင်းမြတ်တာကိုပေါ်ကျူထားတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာနားဆင်သူများအနေနဲ့လည်းဒီဆောင်းပါးလေးကိုနားဆင်ပြီးတဲ့အခါမှာတော့ဒါချစ်ချင်းမြတ်တာတစုံတရာကိုဒါခန်းစားသွားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနားဆင်သူများအနေနဲ့လည်းဒီလိုမျိုးပညာပေးဆောင်းပါးကောင်းလေးတွေဘုသူတပေးဆောင်းပါးကောင်းလေးတွေကိုဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာဖေမြင့်ရေးသားထားတဲ့နှလုံးသားအာဟာရယတစာများအတွဲနှစ်ဝင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာပရိသတ်များကိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာနားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်ကြပါစေဒေါသခတ်သိမ်းကင်းကျင်ကြပါစေဆင်းရဲခတ်သိမ်းကင်းကျင်ကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲကင်းပြီးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလည်းတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feature channel လေးမှာနားဆင်ပေးခဲ့ကြသူတူဦးတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ